မင်္ဂလာပါရှင်ဒီနေ့စကားဝိုင်းလေးမှာတော့လေ artificial intelligence အထူးသဖြင့် deep learning ပဲနော်အဲ့ဒါတွေကတစ်ပံပညာရှာဖွေတွေ့ရှိမှုတွေနဲ့ engineer နယ်ပယ်တွေကိုဘလို့မြန်မြန်ဆန်းဆန်းပြောင်းလဲနေတယ်လဲဆိုတာကိုနည်းနည်းအကန့်အကြကြည့်ကြရအောင်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ ETH Zurich AI in the Sciences and Engineering ဆိုတဲ့သင်တန်းကအကြောင်းအရာတချို့ကိုအခြေခံပြီးဆွေးနွေးသွားကြမယ်ကောင်းပါတယ်ဟုတ်ပုံမှန် AI application တွေဥပမာရုပ်ပုံတွေစာသားတွေအဲ့ဒါတွေထက်ပို့ပြီးတော့လီသိပ္ပံရဲ့အခြေခံကြတဲ့ပြဿနာတွေဥပမာ partial differential equations PDEs လို့ခေါ်တဲ့ရှုပ်ထွေးတဲ့သင်္ချာညီမျှခြင်းတွေရှိတယ်လေဟုတ်ပါတယ်အဲ့ဒါတွေကိုဖြည့်ရှင်းတဲ့နေရာမှာ AI ကဘယ်လောက်ထိအသုံးဝင်လာပြီလဲဘယ်လောက်ဆွဲဆောင်နိုင်ပြီလဲဆိုတာကိုအဓိကထားကြည့်ချင်တာပါဟုတ်ပါပဲအဲ့ဒါ PDEs တွေကတကယ်တော့သိပ္ပံပညာရဲ့ဘာသာစကားလို့ပဲပြောလို့ရတယ်ခင်ဗျာယူဘဗေဒဓာတုဗေဒဇီဝဗေဒအင်ဂျင်နီယာနေဘပေါင်းစုံမှာတဘာဝဖြစ်စဉ်တွေဘလို့အလုပ်လုပ်လဲ AI တွေဘလို့ပြောင်းလဲဆက်ဆံနေလဲပေါ်ပြတဲ့ညီမျှရင်းတွေပေါ့လေဟုတ်ကဲ့ဒါပေမဲ့အဲ့ညီမျှရင်းတွေကိုဖြည့်ရှင်းဖို့ကြတော့သမားရိုးကျကွန်ပျူတာ simulation တွေနဲ့ဆိုရင်အချိန်ကအရန်ပေးရတယ်တခါလေရက်တွေသတင်းပတ်တွေခြီးပြီးကြာတတ်တာမျိုးဟုတ်ပါပြီအဲ့ဒီအခက်ခဲကို AI ကဝင်ပြီးဖြည့်ရှင်းပေးနိုင်တယ်ဆိုတဲ့သဘောပေါ့နော် Fourier Neural Operators FNOs လို့ခေါ်တဲ့နည်းပညာတွေကဒီ PDE တွေကိုအရင်ကထပ်အစာပေါင်းထောင်နဲ့ချီပြီးပုံမြန်အောင်ရှင်းပေးနိုင်တဲ့ကိုစားဖြူ model surrogate model အဖြစ်လှုပ်ဆောင်လာတယ်လို့ကြားတယ်အဲ့ဒီ surrogate model ဆိုတာဘယ်လိုမျိုးလဲခင်ဗျဟုတ်ကဲ့အဲ့ဒါကဘယ်လိုပြောမလဲဒီလိုခင်ဗျအသေးစိတ်တွေ့ချက်မှုတွေအများကြီးလုပ်ရမယ် simulation အရှိကြီးအစအဲ့ဒီ simulation အပြုတ်မှု input နဲ့ output ကြားကဆက်ပုံကို AI ကတင်ယူလိုက်တာအော် pattern ကိုမှတ်လိုက်တယ်လို့မျိုးလားအဲ့လိုသဘောမျိုးပဲဆိုတော့ FNO လို့ model က PDE ရဲ့ input တစ်ခုဥပမာအခြေအနေတစ်ခုနဲ့သူ့ရဲ့ output ဖြစ်မဲ့ရလက်ကြားကဆက်သွယ်ချက် pattern ကိုတင်ယူထားလိုက်တယ်ပြီးရင် input တစ်ခုပေးလိုက်တာနဲ့ output ကို simulation အရှိကြီး run ဆရာမလို့ပဲချက်ချင်းအခြေတို့အရင်ခမန်းပေးနိုင်တာပေါ့အော်ဟုတ်ပြီဥပမာအနေနဲ့လေရင်တောင်ပန်ဒီဇိုင်းကိစ္စပြောသွားရနော်ဟုတ်ပါတယ်လေရင်တောင်ပန်ဒီဇိုင်းမှာဆိုရင်တောင်ပန်ပုံစံဒီဇိုင်းတစ်ခုပြောင်းလိုက်တိုင်းလေစီးဆင်းမှုကဘယ်လိုဖြစ်မလဲလေဆွဲအား drag ဘယ်လောက်ရှိမလဲဆိုတာကို simulation အချိန်တိုင်းအစအဆုံး run ရင်အရန်ချမယ်ဟုတ်ကဲ့အဲ့ဒီအစား FNO ကို data အင်ပါကြီးနဲ့ train ထားပြီးရင်တောင်ပန်ပုံစံအသစ်ပေးလိုက်တာနဲ့ drag ဘယ်လောက်ဆိုတာစကန်ပိုင်းလင်းအတွင်းမှာတွက်ပေးနိုင်တယ်ဒါဆိုရင် designer တွေကအချိန်များစွာမြန်မြန်ဆန်ဆန်စမ်းသပ်ပြင်ဆင်ပြီးပိုကောင်းတဲ့ design ကိုအချိန်တိုတွင်းရှာတွေ့နိုင်တာပေါ့ဒါတော့လေအစွမ်းထတာပဲတကယ့်ကို design process ကိုပြောင်းပစ်နိုင်တဲ့သဘောပဲဒါမှဒီလောက်ကောင်းတဲ့ surrogate model တွေဒီဆော့ဖို့မှာစင်ခေါ်မှုတွေတော့ရှိမှာပဲနော် training data ကိစ္စဘယ်လိုရှိမလဲအဲ့ဒါကတော့အဓိကစင်ခေါ်မှုတစ်ခုပဲခင်ဗျအရေးသွင်းမြင့်တဲ့ training data အများကြီးလို့တယ်ဆိုလိုတာက AI ကိုသင်ပေးဖို့အတွက်တိကျတဲ့ simulation တွေကိုအချိန်ကုန်ခံ computer resource တွေသုံးပြီးအချိန်အများကြီး run ထားတဲ့ data တွေလိုတာပေါ့data ပြင်ဆင်ရတဲ့အပိုင်းကလည်းအလို့အထိတစ်ခုမို့ဟုတ်ပါတယ်ဒီ data generation အပိုင်းကအချိန်ရောကုန်ကြစရိတ်ရောများနိုင်တယ်ဒါပေမဲ့ဒီအခက်အခဲကိုကြော်နိုင်ရင်တော့ရလာမဲ့အကျိုးကျေးဇူးကအရန်ကြီးတယ်လေဟုတ်ကဲ့ဒါဆိုအခုထိပြောဖေးတာက AI ကရှိပြီးသားတိပညီမြတ်အချင်းတွေကိုအဖြီထုတ်တာ simulation လုပ်တာတွေကိုအရှိန်မြှင့်ပေးနိုင်တဲ့အပိုင်းပေါ့ဟုတ်ပါတယ်ဒါပေမဲ့ဒီတော့ပို့ပြီးဆွေးလို့ရှားစရာကောင်းနိုင်တာက AI ကညီမချင်းအသက်တွေကိုရှာဖွေတွေ့ရှိလာနိုင်တဲ့အလားအလာရှိလာတယ်ဆိုတာပဲ symbolic regression ဆိုတာကြားဘူးတယ် AI Feynman ဆိုတဲ့ project လည်းရှိတယ်ဆိုအဲ့ဒီကဘလို့အလုပ်လုပ်တာပါလဲ symbolic regression ရဲ့အဓိက idea ကတော့ဒီလိုခင်ဗျကိုမှ data set တစ်ခုရှိမယ်အဲ့ဒီ data ကိုကောင်းဆုံးရှင်းပြနိုင်မယ်ဖော်ပြနိုင်မယ်သင်္ချာနည်းမျှခြင်းပုံစံကို AI ကရှာပေးတာdata တွေက pattern ကိုကြည့်ပြီးညီမျှခြင်းဖော်ထုတ်တာပေါ့ဟုတ်ကဲ့ AI Feynman ဆိုတာကအဲ့ဒီ symbolic regression idea ကိုယူပြီးတော့ဥပမာနက္ခတ္တဗေဒကဂျိုတွေရဲ့လှုပ်ရှားမှု data တွေဒါမှမဟုတ်အမုံယူဗေဒစံတခန့်က data တွေပေါ့လေအဲ့ဒါတွေကနေအခြေခံကျတဲ့ယူဗေဒနေရာမှာတွေညီမချင်းအတက်ဒီကိုဖော်ထုတ်နိုင်မလားလို့ကြိုးစားတဲ့ချင်းကပုံတစ်ခုပေါ့ Emerton စိတ်ဝင်စားဖို့ကောင်းတာပဲသူကဖြစ်နိုင်ခြေရှိတဲ့နီးမြချင်းပုံစံတွေအများကြီးထုတ်ပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီထဲမှာရူပဗေဒသဘောတရားအားရအတိပယ်ရှိတဲ့ဟာတွေကိုပဲရွေးထုတ်ဖို့လိုတယ်ဥပမာ physical units တွေမှန်ရလား
dimensionally consistent ဖြစ်ရလားစစ်ဆေးတာမျိုးပေါ့အဲ့လို constraint တွေထည့်ပေးခြင်းအပြင်ဖြစ်နိုင်ခြေတွေကိုအများကြီး short ချနိုင်တယ် အန်အိုးစရာပဲဒါဆို AI ကသိပ္ပံပညာရှင်တွေကိုကူညီပေးရုံတည်းမဟုတ်ပဲသူကိုယ်တိုင်ရှာဖွေတွေ့ရှိမှုအသစ်တွေလွတ်လာနိုင်ခြေရှိတယ်ဆိုတဲ့သဘောလားဒါပေမဲ့ AI ရှာပေးတဲ့နိမအရှင်တိုင်းကတကယ်ယူဘဗေဒနေရာမှာအစစ်ထူမယ်လို့ရောဘယ်လိုသိနိုင်မလဲအဲ့ဒါအရေးကြီးတဲ့အချက်ပဲလောလောဆယ်မှာတော့ AI ကရှာဖွေတွေ့ရှိမှုအတွက်အကြံပြုချက်တွေဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတွေထောက်ပြပေးနိုင်တဲ့အဆင့်မှာရှိနေတာများတယ်ခင်ဗျရှာတွေ့တဲ့ညီများချင်းက data နဲ့တော့ကိုက်ညီနေနိုင်တယ်ဒါပေမဲ့အဲ့ဒါကတကယ် physical reality ကိုထင်ဟပ်ရဲ့လားအခြေခံကြတဲ့နေရာမှာအတစ်လားဆိုတာကိုတော့လူသားတိပ္ပများရှင်တွေကစက်ပြီးအတိတ်ပဲဖို့ရစံတက်စစ်ဆေးရအောင်ပါ AI ကထူးတခုဒါမှမဟုတ် collaborator တယောက်လို့ဖြစ်လာတယ်ပေါ့ဟုတ်ပါတယ်ဒါပေမဲ့ယင်ကလူတွေတိမထားမိခဲ့တဲ့ဆက်ဆက်မှုတွေ data တွေကပုံစံတစ်တွေကို AI ကထောက်ပြပေးနိုင်တဲ့အလားကတော့တကယ်ကိုကြည့်မှာပါတယ်တိပ္ပံပညာရှာဖွေရေးမှာအစွမ်းထက်တဲ့လက်ထောက်လုပ်ဖို့ကိုက်ပဲဖြစ်လာနိုင်ပါတယ်ရှေ့ဆက်ကြည့်အောင်တိပံရဲ့နောက်ထပ်အရေးပါတဲ့နယ်ပဲဇီဝဗေဒနဲ့စေဝါရှာဖွေရေးမှာတော့ AI ကဘလို့အပြောင်းလဲတွေလုပ်နေပြီလဲ language model တွေ graph neural networks GNNs တွေလား molecule တွေ proteins တွေဘာသာစကားကိုနားလည်လာတယ်ဆိုတာမျိုးကြားရတယ်ဟုတ်ကဲ့အဲ့ဒါလေတကယ်ကိုရှေ့တိုင်းရောက်နေတဲ့နေပဲဥပမာ molecule တွေကို SMLIS ဆိုတဲ့စာသားကုတ်တွေနဲ့ဖော်ပြလို့ရတယ်ပရိုတင်းတွေကိုဆိုရင်သူတို့ရဲ့အခြေခံ amino acid စီးစင်းတွေနဲ့ဖော်ပြတယ်ဟုတ်ကဲ့အဲ့ဒီတော့ AI model တွေအထူးသဖြင့် transformer လို့ language model တွေကဒီစာသား sequence တွေကိုဘာသာစကားတစ်ခုလိုပဲသင်ယူနိုင်တယ်ပြီးတော့အဲ့ဒီ sequence ကနေ molecule ရဲ့ဂုဏ်သတ္တိဒါမှမဟုတ် protein ရဲ့လှုပ်ဆောင်ချက်သူရဲ့ 3D တိစောက်ပုံတွေကိုခန့်မှန်းနိုင်လာတယ်ဥပမာ ESM4 ဆိုတာမျိုးကြားဖို့လေ Alpha4 နဲ့ရှင်ပြီးပြောကြတယ်ဟုတ်ပါလေ Meta AI က ESM4 က DeepMind ရဲ့ Alpha4 လို့ပဲ protein ရဲ့ 3D တိစောက်ပုံကိုခန့်မှန်းပေးနိုင်တယ်သူရဲ့အသက်ချက်တစ်ခုက Alpha4 လို့ multiple sequence alignment ဆိုတဲ့တခြားစင်တူ protein တွေအများကြီးရဲ့ sequence တွေနဲ့ရင်သွေးသုံးသက်ကြတဲ့အချင်းကုန်ရဲ့အဆင့်မလို့ပဲ amino acid sequence တစ်ခုတွေကနေတိုက်ရိုက်ပိုပြီးမြန်ခန့်မှန်းနိုင်တာပဲပိုမြန်တာကအသုံးဝင်မှာပဲဒါကရှိပြီးသား protein နဲ့ဒီဆောက်ပုံကိုသိဖို့ပေါ့ဒီထက်ပိုပြီးဆေးဝါးရှာဖွေရုံမှာတိုက်ရိုက်ကြိုးရှိနိုင်တာမျိုး protein အသစ်တွေကိုဖန်တီးတာမျိုးကိုလောက်နိုင်ပြီလားအဲ့ဒီကိုဥတီနေတာခင်ဗျာ RF diffusion လို့နိပညာတွေကပို့ပြီးတော့တောင်စိတ်လှုပ်ရှားဖို့ကောက်လေသူကရှိပြီးသား protein တိဆောက်ပုံကိုခန့်မှန်းတာမဟုတ်တော့ဘူးကိုလိုချင်တဲ့လောက်ဆောင်ချက် function တစ်ခုအတွက်ဥပမာ teacher ရဲ့ target တစ်ခုကိုတွားချိတ်ဆက်နိုင်ဖို့အတွက် protein တိဆောက်ပုံအသစ်ဆက်တွေကို design ဆွဲထုတ်ပေးနိုင်လာတာဟင်တကယ်လားဟုတ်ပါတယ်ဥပမာ cancer cell တွေမှာအရေးပါတဲ့ protein တစ်ခုကိုတိတိကျကျသွားပိတ်ဆို့နိုင်မဲ့ bind လုပ်နိုင်မဲ့ protein အသစ်တစ်ခုကို AI က design ထုတ်ပေးနိုင်တယ်ပြီးရင်အဲ့ဒီ design အတိုင်း protein ကိုတက်ခွဲခန်းမှာတကယ်ထုတ်လို့စမ်းသပ်လို့ရတယ်ဒါကဆေးဝါးဗေဒမှာတကယ်ကိုတော်လှန်ရေးဖြစ်လာနိုင်တဲ့အလားအလာပဲ AI ဟာနားလေယုံတင်မကဖန်တီးနိုင်စွမ်းမှရှိလာပြီတော်ကောင်းလိုက်တာဒါဆိုအနစ်ချုပ်ပြန်ကောက်ရရင် AI ဆိုတာရုပ်ပုံတွေစာသားတွေအတွက်ပဲတိတက်မဟုတ်တော့ဘဲနဲ့တိပြန်ပညာရဲ့အခြေခံကြတဲ့သဘောတရားတွေနဲ့ပေါင်းဆက်ပြီးတော့simulation တွေကိုအရှိန်မြင့်တင်ဖို့ဟုတ်ကဲ့ inverse problems လို့ခေါ်တယ်အဖြေနဲ့အကြောင်းရင်းပြန်ရှာတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ပြီးတော့တိပြန်နေရာမှာအသစ်တွေရှာဖွေဖို့ထုတ်ဖို့နောက်ဆုံး molecule အသစ်တွေပစ္စည်းအသစ်တွေ design ထုတ်ဖို့အထိပါတကယ်ကိုအစွမ်းထက်တဲ့လက်နက်တစ်ခုတိပြန်ပညာရှင်တွေလုခေါ်ကိုင်းဖက်ကောင်းတယောက်ဖြစ်လာနေပြီဆိုတဲ့သဘောတယောက်ပါတယ်နော်ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တာတွေကတကယ်တော့ AI ရဲ့တိပြန်နဲ့ engineer နယ်ပယ်မှာလုံနိုင်စွမ်းရဲ့အပေါ်ယံလေးတွေပဲရှိပါသေးတယ်အများကြီးကြံပါသေးတယ်အဆုံးတက်အနေနဲ့စဉ်းစားစရာတစ်ခုပြီးချင်တာကတော့လူသားတွေရှာမတွေ့သေးတဲ့ဒါမှမဟုတ်နားမလည်နိုင်တဲ့ဘလို့အခြေခံကြတဲ့တိပြန်နေရမှာမျိုးကို AI ကနောက်ထပ်ဖော်ထုတ်လာနိုင်မလဲဆိုတာပါပဲစောင့်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ဒီအကြောင်းအရာတွေကိုပို့ပြီးစိတ်ဝင်စားတဲ့အသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်တော့ခုနရည်ညွှန်းခဲ့တဲ့ EDH စုတွေက AI in the Sciences and Engineering သင်တန်းရဲ့ GitHub repository နဲ့ YouTube channel တွေမှာရှာဖွေကြည့်ရှုနိုင်ပါတယ်။ link တွေကိုဖော်ပြပေးထားပါမယ်။ဟုတ်ကဲ့။ဒီနေ့ဒီလိုအတွင်းကြဆွေးနွေးမှုမှာပါဝင်ပေးတာရောနားဆင်ပေးကြတာရောအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်လည်းနားဆင်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြပါမယ်